အားလုံးပဲမင်္ဂလာပါမြန်မာနေကွန်မြူနတီအကြောင်းနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ Microsoft Word ကိုပဲပြန်သင်ရမှာဆို Microsoft Word လေးကိုပဲကျွန်တော်ဖွင့်လိုက်ရအောင်နော်ဖွင့်ဒီလေးကိုတော့ကျွန်တော်ချင်းရနေတော့ပြီလို့ထင်တယ်ကျွန်တော်တို့ဒီမှာတော့ blank document ပဲယူလိုက်မယ်ပြီးမှကျွန်တော်ဟိုတနေ့လောက်ထားတဲ့ lesson လေးကိုကျွန်တော်ပြန်ဖွင့်မယ်ပေါ့နော်ဖိုင်ထဲကနေ open နေမှာ browser ကိုသွားမယ်အဲ့ဒီကနေမှာ data detail ကိုသွားမယ်ကျွန်တော်တို့ဒီမှာ computer basic ကို all lesson 1အဲဆိုရင်တော့ကျွန်တော်ဟိုတနေ့ကဖွင့်လာတယ်သင်ခန်းစာဖိုင်လေးဖွင့်လာပြီဖွင့်လိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သင်မှာတော့ဒီဟိုတနေ့ကကျွန်တော်တို့clipboard group သင်ခဲ့တယ်ပြီးရင် form group သင်ခဲ့တယ်ဒီနေ့သင်မှာတော့ကျွန်တော်တို့ paragraph group သင်မယ် paragraph group လေးကိုရှင်းပြပေးမယ် paragraph group ဆိုတာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့စာပိုက်တွေ paragraph ဆိုတဲ့အတိုင်းစာပိုက်တွေကိုဘယ်လို setting ချရမလဲဘယ်လိုလုပ်မယ်ဆိုတာလေးပြောပြပေးမယ်စာပိုက်တွေကိုကျွန်တော်တို့ကကျွန်တော်နည်းနည်းလေးမြောက်စာလေးနည်းနည်းလေးမြောက်အောင်ကျွန်တော် copy လေးဆက်ကူလိုက်ဒီလိုမျိုးလေးကျွန်တော်စာပိုက်လေးတွေအများကြီးဖြစ်အောင်ပွားထားလိုက်မယ်နော်သင်ရတွေကတော့ကိုကြိုက်တဲ့စာပိုက်တွေကိုကြိုက်တဲ့စာတွေကိုရိုက်ပြီးတော့လေ့ကျင့်လို့ရတယ်လက်ကွက်ကျင့်ပြီးသားလည်းဖြစ်အောင်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ပုံမှန်တိုင်းဆိုလို့ရှိရင်စာတွေကဘယ်ဘက်ကိုကန့်နေတယ်ဒီမှာကျွန်တော်ဒီဟိုတနေ့ကလိုပဲကျွန်တော်တို့ bold italic underline လိုမျိုးပဲဒီမှာလည်းကျွန်တော် close လေးရှိတယ် paragraph close လေးရှိတယ်ဒီမှာဆို left center right justify ပေါ့နော် justify ဆိုတော့ဘယ်ညာညီကျွန်တော်တို့ပုံနှိပ်စာတွေလိုမျိုးပုံနှိပ်စာတွေဆိုလို့ရှိရင်ဟိုဘက်ထိပ်လဲညီဒီဘက်ထိပ်လဲညီပေါ့နော်ပြီးဒီကောင်ဆိုလို့ရှိရင် center ဒီကောင်ဆိုရင် right ပုံမှန်တိုင်းသူ့ရဲ့ default အနေနဲ့ကတော့ကျွန်တော်တို့ left ဘက်ကိုရောက်နေလိမ့်မယ်ဒီမှာကျွန်တော် lesson 1ဆိုတာလေးကိုကျွန်တော်နည်းနည်းလေးကြည့်လိုက်မယ်နော်ခေါင်းစဉ်လေးအနေနဲ့ဒီဘိုးလုပ်ပေးလိုက်မယ်ဟိုတနေ့ရတိုင်းပြီးဒီကောင်ကိုကျွန်တော် center ကိုပို့ကျင်တယ်ဒီအလေကိုပို့ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် paragraph group တွေကနေပြီးတော့ဒီမှာ center ဆိုတာလေးရှိရဒီအလေပုံစံလေးသူ့မှာလည်းပုံစံလေးပြထားတယ် center အဲ center လေးကို click ထောက်လိုက်မယ်click နှိပ်လိုက်လို့ရှိရင်ဒါ center အလေကိုရောက်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီခေါင်းစဉ်တွေက lesson 1ဆိုတဲ့ခေါင်းစဉ်တွေက center ကြမှာရောက်နေလိမ့်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ right ပေါ့နော် right ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ date လေးနဲ့ date လေးနဲ့ရေးလိုက်မယ်9 လ 2020ဒီကောင်ဆိုလဲဒီကောင်ကြီးကစံနာရောက်နေလိမ့်မယ်ဒီစံနာကိုကျွန်တော် date တွေတော်တော်များများညာဘက်မှာကတ်တယ်ပေါ့နော်အဲဆိုကျွန်တော်ဒီ date လေးကိုညာဘက်ကိုပို့လိုက်မယ် right လေးနဲ့ဒါဆိုလို့ရှိရင် right ကိုစာရွက်ကကိုစာသားညာဘက်ကိုရောက်သွားပြီဟုတ်ပြီပြီးရင်ကျွန်တော်တို့မြန်မာ Anyway Computer Training Center ဆိုတာလေးရှိတယ်ဒီကောင်ကိုလည်းကျွန်တော် Center ကိုပို့ချင်တယ်ဆိုရင်ဒီ Center Close လေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Center ရောက်သွားလိမ့်မယ်ဒါဆိုလို့ရှိရင် left right center ဒီသုံးခုတော့ရပြီပြီးတော့ဒီ justify လေးကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်ဒီမှာတချို့စာတွေကမညီဘူးဒီထိတ်တွေ select မှတ်လိုက်ရင်ပိုသိတာဒီထိတ်လေးတွေကမညီဘူးအဲ့လေးကိုကျွန်တော်တို့ညှိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ခဏထပ်ပွားလိုက်မယ်နော်ဒီလိုမျိုးမညီဘူးဖြစ်နေလိမ့်မယ်စာတွေကဒီထိတ်တွေကဒီဘက်ထိတ်တွေဒီဘက် left မှာဖြစ်နေတဲ့အတွက် left တော့ညီနေလိမ့်မယ် right ကညီမှာမဟုတ်ညာဘက်ကညီမှာမဟုတ်အဲ့တော့ဘယ်ရောညာအောင်ညီကျင်နေဆိုရင်ကျွန်တော်တို့ select မှတ်လိုက်မယ်ပြီးရင်ဒီမှာ justify ဆိုရယ်ဘယ်ညာညီလေးသူ့ဘက်မှာလည်းအညီတာလေးပြထားတယ်သူ့ရဲ့ပုံလေးမှာဒီမှာကျွန်တော်တို့ဘယ်ညာညီတက်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်အားလုံးညီသွားပြီဘယ်ဘက်ကောညာဘက်ကောဒါလေးကကျွန်တော်တို့ဒီ paragraph group မှာအလွန်သုံးဝင်တဲ့ဟောလေး2လေးတွေပေါ့နော် close လေးတွေကိုရဲ့ paragraph စာပိုက်တွေကိုcenter မှာထားမှာလား left မှာထားမှာလား right မှာထားမှာလားကိုစိတ်ကြိုက်နေရာမှာထားလို့ရတယ်အဲ့အတွက်လည်းအလွယ်တကူကျွန်တော်တို့ဒီ2လေးတွေယူသုံးလို့ရတယ်ဟုတ်ပြီနောက်တစ်ခုထပ်သွားမယ်ကျွန်တော်နောက်တစ်ခုထပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘူးလက်လေးတက်တာဘူးလက်လေးတက်တာဆိုကျွန်တော်နံပါတ်စဉ်လေးတွေကိုဘူးလက်တို့အဲ့တက်တာလေးဘူးလက်ဆိုတာကျွန်တော်တို့သင်္ကေတလေးတွေပေါ့စာကြောင်းရဲ့ထိတ်လေးတွေမှာကျွန်တော်တို့ဥမာကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာဒီလိုမျိုးကျွန်တော်ရဲ့ course လေးတွေ course ထဲမှာပါမယ်ဟွာလေးတွေရှိတယ်အဲ့ကောင်လေးကျွန်တော်နံပါတ်စဉ်နဲ့မတက်ရှင်ဘူးပုံမှန်ကိုယ့်ဘက်ကို1 2 3လေးရိုက်ပြီးတော့နံပါတ်စဉ်တက်လဲရတယ်နံပါတ်စဉ်နဲ့မတက်ဘူးကျွန်တော်ဘူးလက်နဲ့တက်ရှင်တယ်မှာသင်္ကေတလေးနဲ့ကျွန်တော်ဒီလိုဘူးလက်လေးတက်ရှင်တယ်ဆိုရင်ဒီကောင်လေးကို select မှတ်လိုက် select မှတ်ပြီးတာနဲ့ဒီဘူးလက်တွေကကိုစိတ်ကြိုက်ဘူးလက်လေးတစ်ခုခုယူလိုက်ဒါဆိုလို့ရှိရင်လေကျွန်တော်တို့ဒီ list ပေါ့နော်ကိုအစင်လိုက်ဆင်ထားတဲ့စာတန်းလေးတွေကိုသူဟိုနံပါတ်စဉ်မတက်ပဲနဲ့ဟိုအညွှန်းလေးတွေပြကျင်တဲ့ဟာမျိုးပေါ့နော်အထူးပြကျင်တဲ့ဟာမျိုးလေးဆိုလို့ရှိရင်ဒီမှာကိုပြကျင်တဲ့ဘူးလက်လေးနဲ့ခေါ်ပြီးပြလို့ရတယ်ကိုစိတ်ကြိုက်ဒီမှာ
နော်လက်ညှိုးလေးနဲ့ပြလဲရတယ်အဲကျွန်တော်တော်များများတော့ဒီလိုလေးပြတာများတယ်ညားလေးနဲ့ဒါဆိုလို့ချင်းကျွန်တော်ဘူးလက်တက်တာထိတ်မှာဟိုပါပေါ့ပုံစံတင်ငေသားလေးတွေကိုစိတ်ကြိုက်တင်ငေသားလေးတက်တာဒီမှာပါပြီးတဲ့တင်ငေသားလေးပေါ့အဲပါပြီးတဲ့တင်ငေသားလေးကိုစိတ်ကြိုက်တက်လို့ရတယ်ဒီမှာ၄တောင်းပုံအဝိုင်းပုံနော်ဒီလိုမဲမဲဆက်ဝိုင်းပုံလေးတွေဝင်းဒိုးပုံလေးတွေကိုစိတ်ကြိုက်တက်လို့ရတယ်ဒါမျိုးလေးဆိုလို့ချင်းဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်ဒီလို list box ကိုကျွန်တော်တို့က list လေးတွေပေါ့နော်ဒီစာတန်းအများကြီးကို list တန်းစီပြီးရိုက်ထားတဲ့စာတွေကိုနံပါတ်စဉ်တက်ချင်တယ်ဆိုတော့ဟုတ်တယ်ဒီမှာနံပါတ်စဉ်ရှိတယ်1 2 3 4 5ဒါလေးကိုထောက်လိုက်ရင်1 2 3 4 5 6ဆိုပြီးသူကနံပါတ်စဉ် auto တက်သွားပြီအဲ့လိုမဟုတ်နံပါတ်စဉ်မဟုတ်ဘဲနဲ့ကျွန်တော်နံပါတ်စဉ်ကိုဒေါတွေနဲ့တက်လို့ရတယ်ခွင်းစားတွေခွင်းပိတ်လေးနဲ့တက်လို့ရတယ်ဒါဆိုခွင်းပိတ်လေးနဲ့နော်ဒီဇိုင်းလေးတွေပေါ့ဒါဆိုရောမလေးနဲ့ရောမကနန်းလေးနဲ့ရောမကနန်းလေးနဲ့အမှ1 2 3လေးကိုအင်္ဂလိပ်လိုမတက်ဘဲနဲ့ရောမကနန်းနဲ့ပြောင်းသွားလိမ့်မယ်အဲ့လိုမဟုတ်နောက်တနည်းကကျွန်တော်တို့ABC နဲ့တက်ရှင်လဲရတယ်ပြန်ဖြုတ်ရှင်လဲဆိုရင်ဒီကောင်လေးပေါ်မှာ click တစ်ချက်နှိပ်ပေးလိုက်တာပြန်ပြုတ်သွားမှာ ABC ပြီးရနဲ့အကြီးနဲ့တက်လို့ရတယ်အသေးနဲ့တက်လို့ရတယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီလို ABC ရိုးရိုးနဲ့လည်းတက်လို့ရတယ်ဒီနံပါတ်စဉ်ပေါ့နော်ဒီကောင်လေးတွေကို number list ပေါ့ number list လို့ခေါ်တယ်ဒီဘက်မှာကျတော့ bullet list ပေါ့ဒီမှာ bullet ဆိုပြီးတက်တယ် bullet list number list အဲ့လိုမျိုးကိုယ်စိတ်ကြိုက်တစ်ခုခုကိုတက်လို့ရတယ်နော်ဒီ paragraph group ထဲမှာပါတယ်ပြီးလို့ချင်းကျွန်တော်တို့ဒီမှာအပိုက်ခွဲတွေတက်တာရှိသေးတယ်အပိုက်ခွဲဆိုတော့ဒီမှာကျွန်တော်ကဟိုမှာ 1.1 ဒါဆိုဒီလိုမျိုးဆိုရင်တော့1ပဲသွားမှာ1 2 3လေးပဲသွားမှာဒါပေမဲ့ကျွန်တော်တို့ကအောက်မှာစာကန်းလိုမျိုးပေါ့နော် 1.1 ဆက်သွားခြင်းနေဆိုလို့ရှိရင်ကျွန်တော်ကအဲ့ lesson လေးဒီကောင်လေးယူလိုက်တယ်ဒီကောင်လေးကိုယူလိုက်တယ်ဒီလိုသူ့ရဲ့အခွဲလေးတွေကိုယူလိုက်တယ်ယူလိုက်ရင်တော့ပထမဆိုကျွန်တော်1 2 3 4 5 6ဆိုပြီးတက်သွားမှာပဲဒါပေမဲ့အောက်ကိုအနာခောက်ပြီးတော့ဒီ keyboard ကနေပြီးတော့ဒီ text key လေးနှိပ်လိုက်လို့ရှိရင် 1.1 ဆိုပြီးပေါ်လာပေးလိမ့်မယ်ဒီ text key လေးနော်ဒီ text key လေးအဲ့ဆိုရင်သူ 1.1 ဆိုပြီးပေါ်လာပေးလိမ့်မယ်ဒီမှာကျွန်တော်တစ်ချက်နှိပ်ပြမယ်တီးခဲ့လေးအဲ့မှာဟိုမှာကျွန်တော်မြန်မာ ID ဝေးပေါ့ဒါမှမဟုတ်ခေါင်းစဉ်အကြီးကနေခေါင်းစဉ်အသေးပေါ့1.1ပြီးရင်နောက်တစ်ခုဆိုလို့ရှိရင်1.2ကွန်ပျူတာပေါ့keyboard ပေါ့အဲ့လို1.1 1.2 1.1အဲ့မှာ2အောက်မှာလည်းအဲ့လိုမျိုးပဲ2.1တို့2.3တို့monitor ပေါ့ကျွန်တော်ကအလွယ်ရိုက်ပြတာဒီနံပါတ်စဉ်လေးတွေကိုပဲသိစေနေတဲ့အတွက်ဟိုမှာ2.1 3.3အောက်မှာလည်း3.1အဲ့လိုမျိုးလေးနဲ့ test key လေးခုံသွားပြီးတော့ကျွန်တော်တို့နံပါတ်ခေါင်းစဉ်ခွဲလေးလည်းတက်သွားလို့ရတယ်ဒါကျွန်တော်တို့ဘူးလက်တက်တယ်နံပါတ်စဉ်တွေတက်တယ်ပြီးလို့ရှိရင်နံပါတ်စဉ်ကိုမှခေါင်းစဉ်ခွဲလေးနဲ့ထပ်တက်တယ်ဒါပဲနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုပြောပြသွားတာleft side left ကတ်တယ်ပေါ့နော်ဘယ်ဘက်မှာထားတယ်စာသားတွေကို center အလယ်မှာထားတယ် right မှာထားတယ်ညာဘက်မှာကတ်တယ်ပြီးရင် justify ဘယ်ညာညှိတယ်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ခုဒီဘက်မှာဒီမြားလေးနဲ့ပြတာရှိတယ်အဲ့မြားလေးနဲ့ပြတာဆို line and paragraph spacing လို့ခေါ်တယ် line and paragraph spacing ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်စာကြောင်းတွေတစ်ကြောင်းနဲ့တစ်ကြောင်းကိုအကွာဝေးဒီမှာဆိုကျွန်တော်နည်းနည်းလေးကတ်နေတယ်အဲ့ကတ်တာလေးကိုကျွန်တော်နည်းနည်းလေး share ပြမယ်ဒီမှာ 1.15 ဆိုနည်းနည်းများလာမယ်1.5 ဆိုနည်းနည်းကျဲသွားမယ်20ဆိုတော့ကျဲသွားပြီဒါက line တစ်ခုနဲ့တစ်ခုစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအကွာဝေးကိုပြောပြတာအပေါ်အောက်အကွာဝေးအဲဆိုကျဲသွားတယ်စာကြောင်းတွေကျဲသွားပြန်စုခြင်းလည်းရတယ်ဒီမှာကျွန်တော်တို့ 1.0 ကိုပြန်သွားလိုက်ဒါဆိုတော်တော်ကတ်သွားပြီအောက်ကကောင်နဲ့ကွာသွားပြီဟို1.15 လောက်ထားတယ်ပုံမှန်တိုင်းဆိုရင်နော်ဒီမှာကိုယ်စိတ်ကြိုက် line spacing တွေလာချိန်လို့ရတယ်မှာ 3.0 ဆိုတော့အရန်ကျဲသွားပြီပေါ့နော်နောက်တစ်ကြောင်းထပ်သွားလဲအဲ့လောက်ပဲသွားတော့မှာအဲ့လိုအကျဲကြီးတွေပဲသွားတော့မှာအဲ့တော့ကျွန်တော်တို့မလိုချင်ဘူးဆိုလို့ရှိရင်ပြန်ဖြုတ်ခဲလို့ရတယ်ဟိုမှာ 1.15 လောက်ပဲဒီလောက်ကတော့ normal ပဲ 1.5 လောက်ထိကတော့ကျွန်တော်ပုံမှန်ပဲပုံမှန် size ပေါ့ပြီးလို့ချင်းဟုတ်ပြီကျွန်တော်စာတွေရေးလို့ရှိရင်စာပိုက်တွေရေးလို့ရှိရင်ကျွန်တော်ဒီဘယ်ဘက်မှာအတင်းကန့်မရေးဘူးကျွန်တော်တလက်မလောက် index ထားပြီးရေးတယ် index ဆိုတာကျွန်တော်တလက်မချန်ပြီးရေးတယ်ပေါ့စာပိုက်ရဲ့အစတွေဆိုလို့ရှိရင်ဒါမျိုးလေးပေါ့ဒါမျိုးလေးတလက်မချန်ပြီးရေးတယ်အဲ့လိုရေးဖို့နာတော့ကျွန်တော်တို့ keyboard ကနေပြီးတော့အစောနာကျွန်တော်ပြောတဲ့ tab key လေးနှိပ်လိုက်လို့ရှိရင်လည်းအဲ့လိုမျိုးတလက်မချန်ပြီးတယ်ဒီ tab key လေးမှာမြားလေးဟိုဘက်ဒီဘက်ပြတာပဲအဲ့ကောင်လေးချန်ပြီးလေအဲ့ကောင်လေးနှိပ်လိုက်လို့ရှိရင်လည်းတလက်မတိုးသွားပြီကိုအင်တက်ထားခြင်းတဲ့ကောင်ရဲ့အချိန်မှာကာစာချပြီးလို့ရှိရင်တက် key လေးခေါ်လိုက်ဒါဆိုလို့ရှိရင်သူတလက်မချပါပြီဟုတ်ပြီဒီစာပိုက်တွေလည်းအတူတူပဲတလက်မအဲ့လိုချသွားပြီဒါကျွန်တော်စာပိုက်လေးတွေကိုပြန်ညှိလိုက်တာ
ဒီတလက်မစီချသွားပေးလို့ရတယ်ဟုတ်ပြီအဲ့လိုမဟုတ်ဘူးဆိုလို့ချင်းကျွန်တော်ဒီကနေလေချလို့ရဒီမှာဒီ button လေးသူမျှ increase index နဲ့ decrease index increase index ဆိုတာကျွန်တော်တို့ဒီညာဘက်ကိုတလက်မတိုးပေးတာတလက်မဒီကောင်ကတော့စာပိုက်တွေမဟုတ်ဘူးဒီကိုယ့်ရဲ့ဟိုဒီပထမဆုံးစာကြောင်းနဲ့မဟုတ်စာပိုက်တစ်ပိုက်လုံးကို increase တိုးသွားပေးတာဒီဘက်ကိုတိုးသွားပေးတာဒီလိုမျိုးဘေးကက်ကက်သွားပေးတာ index လို့ခေါ်တာပေါ့ပြီးလို့ချင်းမကြိုက်ဘူးဆိုလို့ချင်းဒီဘက် decrease index နဲ့ပြန်လာလို့ရတယ်ဟိုဘက်ဒီဘက်သူမြားလေးလည်းပြထားပေးရနော်ရနေသွားလို့ရတယ်နှစ်ခုဟုတ်ပြီအဲ့ဆိုလို့ချင်းတော့ကျွန်တော်တို့ဒီမှာဒီ index သဘောတရားတွေဒီ line spacing တွေကိုနားလည်မယ်လို့ထင်တယ် line spacing ကစာကြောင်းတွေတစ်ကြောင်းနဲ့တစ်ကြောင်းခြားထားပေးတာပြီးရင် index ကကြတော့ဒီကိုယ့်ရဲ့စာရွက်ရဲ့ကိုယူထားတဲ့စာရွက်ရဲ့တလက်မစီတိုးသွားပေးတာညာဘက်ကိုတိုးတယ်ဘယ်ဘက်ကိုပြန်တိုးတယ်ဒါ index ပြီးလို့ချင်း sorry ပြီးလို့ချင်းကျွန်တော်ဒီမှာ border ရှိတယ် border ဆိုကျွန်တော်တို့မှာဒီခေါင်းစဉ်လေးကိုကျွန်တော်ဘောင်ခက်ချင်တယ်ဗောနော်ဘောင်ခက်ချင်တယ်ဆိုဒီမှာ all border လေးနဲ့ခတ်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ပုံမှန်ဘောင်လေးတစ်ခုခတ်သွားပြီအဲ့လိုမှမဟုတ်ကျွန်တော်တို့ကမှာဘောင်ကိုကိုယ်စိတ်ကြိုက်မဟုတ်ပဲနဲ့ကိုယ်စိတ်ကြိုက်ခတ်မယ်ဗောနော် all border မဟုတ်ပဲနဲ့ဒီမှာကိုယ်စိတ်ကြိုက်ခတ်မယ်အပေါ်အောက်ပဲတားမယ် okay အောက်အပေါ်ထည့်လိုက်တယ်တော့မှထည့်လိုက်ဒီပြင် bottom ထည့်လိုက်ဒီလိုဒါဆိုတော့ဒီဘက်နှစ်ခုအပိတ်မပါတော့ဘူးဒီမှာကိုယ်စိတ်ကြိုက်ဒီမှာbottom border top border left border right border ၄ခုရှိတယ်ဒါဆို left border ပဲထည့်မယ်ဆိုဒီဘက်ဘယ်ဘက်ပါပိတ်သွားမယ်ပြီးရင် right border ပဲထည့်မယ်ဆိုတော့အကုန်ပိတ်သွားမယ်နော်အဲ့လိုမျိုးကွာမဟုတ်ဘူးအလွယ်ယူလုံးစင်ဆို all border နှိပ်လိုက်လို့ရှိရင်ဒီစာကြောင်းတစ်ကြောင်းကိုဒါမှမဟုတ် paragraph တစ်ခုကို select မှတ်ထားတဲ့ paragraph တစ်ခုကို line border line ခံသွားပြီဟုတ်ပြီအဲ့ဆိုကျွန်တော် border လေးကိုနည်းနည်းရမယ်လို့ထင်မယ်ဒီမှာ bottom border top border left border right border ပြင်ကွာမကြိုက်တော့ဘူးဒီ border ကြီးကိုထည့်တာမဟုတ်ဘူးသဘောမကျဆိုရင် no border နဲ့ပြန်ပြီးတော့ဖြုတ်ခဲ့လို့ရတယ်ဒါဆိုရင်တော့ပြည့် border ပြုတ်သွားရမှာဟုတ်ပြီကျွန်တော်နောက်တစ်ခုဒီစာပိုင်းတစ်ခုလည်းကျွန်တော် all border လေးနဲ့ border ခတ်ပြမယ်ဒါဆိုလို့ရှိရင်လည်းဒါ border တစ်ခုလုံးကိုခတ်လိုက်တာအဲ့လိုမှမဟုတ်ဘူးကွာဒီမှာဒီလို all border ဒီ all border လေးနဲ့ခတ်လိုက်ဆိုရှင်လည်းအလွယ်တကူပဲအကုန်လုံးကို border ခတ်သွားပြီအဲ့တော့ကျွန်တော် border အခြေအနေနဲ့တွားလို့ရတယ် border အခြေအနေနဲ့မှာဆိုလို့ရှိရင် border အခြေအနေနှိပ်လိုက်လို့ရှိရင်ဒီလိုဘောက်တွေတစ်ခုကျလာဒီမှာ style ရှိတယ်ကိုစိတ်ကြိုက် style တစ်ခုပေါ့နော်ကျွန်တော်ဒီ style လေးတစ်ခုယူလိုက်မယ် border အခြေအနေမှာပြီးရင်ဒီဘောက်ကိုယူလိုက်မယ်ဘောက်ကိုယူပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ color ရှိတယ်ဒီ color လေးကိုကျွန်တော်အနီအောင်လေးပဲယူလိုက်မယ်ဒါဆိုရင် color မှာအနီအောင်ဝှက်ကိုလည်းအထူပါရွေးလို့ရတယ်ကျွန်တော်တို့အထူထက်ရွေးပေးမယ်မြင်တော့အောင်ပြီးရင်ဒီမှာ apply to မှာ paragraph ပြနေတယ်မှာကျွန်တော်ဘောက်ယူထားတဲ့အတွက်အကုန်လုံးကိုဘောင်ခတ်သွားပေးလိမ့်မယ်ပြီးရင် okay နဲ့ရဒါဆိုလို့ချင်းတော့ကျွန်တော်တို့ဆက်လက်မှတ်ထားတဲ့စာသားလေးကိုဘောင်ခတ်သွားပေးရ paragraph လေးပဲဖြစ်ဖြစ်စာသားလေးပဲဖြစ်ဖြစ်ကျွန်တော်နောက်စာကြောင်းတစ်ကြောင်းကိုလည်းကျွန်တော်အဲ့လိုပဲဆက်လက်မှတ်နေမယ်ပြီးဘောင်ခတ်ပြမယ်ပြီးရင် border အခြေအနေတွေကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီခါတော့ design လေးတစ်မျိုးယူပေးမယ်ကြောင်းမှာ design တွေရှိတယ် design မျိုးရှိရပါတော့ကိုစိတ်ကြ design လေးယူကျွန်တော်ဒီ design လေးယူလိုက်မယ် color လေးကိုဒီကကျွန်တော်အပြလေးယူလိုက်မယ်ပြီးရင် width ကတော့ဒီမှာ3ကအများဆုံးဖြစ်နေတဲ့အတွက်3မယ်ယူလိုက်မယ်လိုက်ပြရတယ်ကျွန်တော်တို့ okay ကိုသွားလိုက်မယ်ဒါလို့ရှိရင်ဒီမှာနောက် paragraph လေးတစ်ခုကိုဘောင်ခတ်သွားပေးတယ်ဒါကဘောင်ခတ်ခြင်းအကြောင်းတွေကိုစိတ်ကြလေ့လာလို့ရတယ်ဘောင်ခတ်ဖို့နောက်အများလေးချင်းပြီဒါဆိုလို့ရှိရင်တော့ဘောင်ခတ်တဲ့သဘောတရားကိုနားလည်ပါတယ်အဲ့လိုမှမဟုတ်ကျွန်တော် share တွေပါထည့်ပြီးတော့ဘောင်ခတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ဒါလေးဆက်လက်မှတ်ထားတယ်ဒီကလည်းကျွန်တော်ထူထူလေးယူလိုက်မယ်ပြီးဒီကတော့ကျွန်တော်တို့အခြား color လေးတစ်ခုယူလိုက်မယ်အဝါလေးယူလိုက်မယ်နော်ဒီမှာလည်းကျွန်တော်တို့သူ့ရဲ့ width ဆိုတာအထူပါပေါ့ border ရဲ့အထူပါယူလိုက်မယ်ပြီးရင် okay နှိပ်လိုက်ဒီကောင်ကကျွန်တော် share ယူလိုက်တဲ့အတွက်သူ့နောက်မှာ share လေးအရေးလေးပါလာ design လေးပို့လာပေါ့နော်တစ်မျိုးလေးပို့ဖြစ်သွား design တစ်မျိုးလေးဖြစ်သွားပြီးနောက်တစ်ခုကျွန်တော် select မှတ်မယ်အဲ့လိုမျိုးပဲကျွန်တော် border အခြေအနေနဲ့သွားမယ်ဒီမှာ 3D ပေါ့ 3D design ယူလို့ရတယ် 3D design မှာလည်းကိုယ်စိတ်ကြ style လေးတစ်ခုယူမယ်ပြီးရင် color လေးတစ်ခုယူမယ်ပြီးရင်ကျွန်တော်အခြား color လေးတစ်ခုယူမယ်ဒီမှာလည်း width မှာဆိုအများကြီး6ထိယူလို့ရတယ်ဒါလိုယူလိုက်ရင် paragraph ဒါဆိုလို့ချင်းတော့ 3D design လို့ပြောတာပဲနော်ဒီမှာတော့ 3D ကအဲ့လောက်ကြီးတော့effect ဖြစ်မှာမဟုတ်ဘူးအတင်းတင်းတော့ပဲ effect ဖြစ်သွားလိမ့်မယ်
ရမယ်နော်အဲ့ဆိုရင်တော့ border ချိန်တယ်ကဲဟုတ်ပြီဒါတွေကတော့ဒီ border ချိန်တယ်မှာဒါစာ paragraph တွေစာပိုက်တွေကိုကျွန်တော်ဘောင်ခတ်တာဒီကကြရင်ကျွန်တော်ဗာလေးကိုဘောင်ခတ်ပြရမလဲဆိုလို့ရှိရင်စာရွက်တစ်ရွက်လုံးကိုဘောင်ခတ်ပြမယ်ဒီ apply to နေရာမှာ paragraph စာမှာ page border ကိုသွားမယ်ကျွန်တော်ဇောနာက border ပဲယူလာတာကျွန်တော်တို့ page border ကိုသွားမယ် page border ကိုသွားလိုက်လို့ရှိရင်ဒီမှာ whole document ဆိုပြီးပေါ်လာလိမ့်မယ် whole document ဆိုတော့ document တစ်ခုလုံးစာရွက်တစ်ရွက်လုံးကိုကျွန်တော်ဘောင်ခတ်တာဒါဆိုကျွန်တော်အရင်ဆုံး box လေးနဲ့ဘောင်ခတ်ပြမယ်ဘောက်လေးမှာလည်းကျွန်တော်တို့တစ်ခုခုရွေးလိုက်မယ်ပေါ့နော်ဒီမှာဒီဟာလေးပဲကျွန်တော်ဒါလေးတစ်ခုရွေးလိုက်တယ်ပေါ့ရွေးပြီးကျွန်တော် weight ကိုနည်းနည်းလေးလျှော့လိုက်မယ်ဒီခါတော့ color လေးကိုလည်းကျွန်တော်ခြား color လေးတစ်ခုစိတ်အောင်လေးပေါ့ဒီခါတော့စိတ်အောင်လေးနဲ့ကျွန်တော်ဒီမှာတော့ apply to ကိုကြည့်ဒီလို page border မှာ apply to ရတယ် section တစ်ခုချင်းစီရတယ်စားမလား whole document ဆိုတော့ဒီကိုယ့်ရဲ့ document တစ်ခုလုံးစဖတ်မှာဖြစ်တဲ့အတွက်ကျွန်တော်စာရွက်တိုင်းကိုဒီကောင်ဘောင်ခတ်သွားမှာပြီးရင် okay နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီကောင်စာရွက်တိုင်းကိုပေါင်ခတ်သွားကိုယ်မှာရှိလောက်စာရွက်တွေနောက်စာရွက်တွေအတစ်ထက်တောင်းလဲအဲ့စာရွက်ကပေါင်ခတ်ပြီးသားဖြစ်သွားမှာဒီလိုမျိုးစာရွက်တွေအများလို့အကုန်လုံး whole document တစ်ခုလုံးကျွန်တော်အဲ့တော့ဒီစာရွက်လေးကိုဒီစာရွက်တစ်ခုလုံးကျွန်တော် document လို့ခေါ်တာဒီ document တစ်ခုလုံးကိုပေါင်ခတ်သွားမှာဒါမှနော်ဒါတော့ကျွန်တော်ရိုးရိုးစာရွက်တစ်ခုကိုပေါင်ခတ်တာရိုးရိုးပေါင်လေးပေါင်နဲ့အဲ့လိုမှမဟုတ်သောနာလို့ share တို့ 3D တို့ဒါမျိုးတွေလည်းကိုယ်စိတ်ကြိုက်ပေါင်ခတ်လို့ရတယ်ဒီ page border မှာတွားပြီးတော့ပြီးရင်နောက်တစ်နည်းကြတော့ကျွန်တော် add ဆိုတာလေးရှိတယ်ဒီမှာကျွန်တော် page border မှာကျွန်တော် border မှာဆိုလို့ရှိရင် color width style color width သုံးခုပဲရှိတယ် page border မှာကျတော့ကျွန်တော်တို့နောက်တစ်ခုတိုးလာ add ဆိုတာ ARD add ဆိုတာအလှပါနော်သူ့ရဲ့ design လေးတွေတိုးလာအဲ့မှာ design လေးမှာကိုယ်စိတ်တဲ့ design လေးတစ်ခုယူလို့ရမယ်ကျွန်တော်ကဗာလေးနဲ့ယူရမလဲဆိုတာမြင်တောင်လို့အဲ့ဒါအမှတဲပုံလေးနဲ့ယူရမှာနော်တဲပုံလေးယူပြီးတော့ဒီအကုန်လုံးကိုပေါင်ခတ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်စာရွက်အကုန်လုံးကိုဒီလိုအသေးပုံလေးနဲ့ပေါင်ခတ်သွားပေးလိမ့်မယ်ဒါစာရွက်တစ်ခုလုံးအဲ့လိုမှမဟုတ်ဘူးကျွန်တော်ကဒီကျွန်တော်ကာစာထောက်ထားတဲ့ဒီမှာကျွန်တော်ကာစာလေးချထားတယ်ဒီကာစာထောက်ထားတဲ့စာရွက်လေးကိုပဲပေါင်ခတ်ချင်တယ်ဆိုရင်ဒီမှာ page border ကိုသွားမယ်ကျွန်တော်ဟုတ်ပြီဒီခါတော့ခြားဟာလေးဘူပေါင်းပုံလေးယူလိုက်မယ်ဒီမှာ this section ဆိုတာလေးယူလိုက်မယ်ဒီ section ဆိုတာဒီ section လေးတစ်ခုကိုပဲသူပေါင်ပြောင်းသွားပေးမှာ border ပြောင်းသွားပေးမှာနော်ဒီမှာ border ကုန်ပြောင်းသွားမယ်ဒီ section ဆိုတာဒီကျွန်တော်အခုသုံးနေတဲ့စာရွက်တစ်ခုလုံးကိုသူပြောင်းသွားပေးမှာကိုယ်စိတ်ကြိုက်ပြောင်းလို့ရတယ်နော် app တွေက page border ဒီအဲ့လိုဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်မှာ tip ပုံလေးကျွန်တော်ယူလိုက်မယ်ပြီးဒီမှာလေ the first page only လို့ပြောထားတယ် first page only ဆိုတာအရှိဆုံးစာမျက်နှာကိုပဲသူပြောင်းပေးပေါ်ပေးပေါ့နော်အောက်မှာတော့မပေါ်နဲ့ဆိုတော့စာမျက်နှာတစ်မျက်နှာပဲပေါ်တယ်စာမျက်နှာတစ်မျက်နှာကိုပဲသူပေါင်ခတ်သွားပေးတယ်ကျန်တဲ့စာမျက်နှာတွေကိုသူပေါင်မခတ်သွားပေးဘူးဒါဆိုရင်ဒီကျွန်တော်ပထမဆုံး page cover page ပဲကျွန်တော်ပေါင်ခတ်မယ်နောက်က page တွေပေါင်မခတ်ဘူးဆိုရင်လည်းဒီကောင်နဲ့သုံးလို့ရတယ်ဟုတ်ပြီနောက်တစ်ခုထပ်သွားမယ်ကျွန်တော် border အချိန်တွေကိုပဲသွားမယ် border အချိန်တွေမှာပဲ page border ကိုသွားမယ်ဟို app ဒီမှာကျတော့နောက်တစ်ခု all except first page ပေါ့နော် first page ဆိုတာ first page ကိုတော့ပေါင်မခတ်ဘူးကျွန်တော်တို့ဒီနောက်ကစာရွက်တွေအကုန်လုံးပေါင်ခတ်မယ်ဆိုလို့ရှိရင်ဒီနီးတိုင်းသွားလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးစာမျက်နှာကိုတော့သူပေါင်မခတ်သွားဘူးပြီးရင်အောက်ကစာမျက်နှာတွေကိုအကုန်လုံးပေါင်ခတ်သွားပေးလိမ့်မယ်နောက်တစ်မျက်နှာထည့်ယူလဲနောက်တစ်မျက်နှာမှာသူပေါင်ခတ်ပြီးသားပါနေလိမ့်မယ်ဒါက border အချိန်တင်ဒီမှာကျွန်တော်တို့ပတင်းမောက်ပုံအမှတ်တမဲ့ကြည့်လို့ရှိရင်ပတင်းမောက်ပုံစံလေးပေါ့နော်ထောက်ကြည့်ရင် border လို့ပေါ်နေမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ border အကြောင်းလဲရမယ်ကျွန်တော်အခုသင်နေတဲ့သင်ခန်းစာအခုသင်နေတာဒီ paragraph အကြောင်းလေးသင်နေတာဒီမှာကျွန်တော်တို့စာသားတွေကိုဘယ်မှာထားမယ်အလယ်မှာထားမယ်ညာမှာထားမယ်ဘယ်ညာညှိမယ်ဒီနည်းတွေကျွန်တော်သုံးပါပြီးရင်bullet တက်တာတွေပြီးရင် number စင်တွေတက်တာတွေ list တွေပေါ့နော် list စင်တဲ့ဟာတွေဒါလေးပြောပြပါပြီပြီးလို့ချင်း line spacing တွေ index တွေကျွန်တော်ပြောပြပါပြီပြီးလို့ချင်းဒီမှာကျွန်တော် save ပုံလေးနဲ့ရှိသေးတယ်ချိန်တင်လို့ခေါ်တယ်အဲ့ချိန်တင်ကကြောက်ဘာပြောရလဲဆိုဒီမှာကျွန်တော် paragraph တွေကိုကျွန်တော်နောက်ခံ background လေးမှာ background color လေးထည့်ခြင်းနေဆိုလို့ရှိရင်ဒီ shading လေးနဲ့ဒီ save ပုံအောင်လေးနဲ့ကျွန်တော်တို့ save ဖြည့်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ paragraph လေးကလှသွားပြီဘောင်လေးလည်းခတ်ပြီးသွားပြီနောက်ခံ color လေးထည့်လိုက်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာလေးကလှလှပပလေးအမြင်ပေါ်လာပြီအဲ့လိုပဲကိုယ်စိတ်ကြိုက် border တွေကိုယ်စိတ်ကြိုက် paragraph တွေကို shading တွေထည့်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်ဘောင်မခတ်ဘူး shading ပဲထည့်ထားတယ်နော်ဒီမှာ save ပုံလေးနဲ့ကိုယ်စိတ်ကြိုက်ဒီမှာမိုး color နဲ့လည်းတွားယူလို့ရတယ်မိုး color ထဲမှာဆိုဒီလို color box လေးတူးလေးကြလာလိမ့်မယ်ဒီမှာကိုယ်စိတ်ကြိုက် color လေးတွားချက်အောင်ကြာပြီး
shading ထည့်လို့ရတယ်အဲဆိုရင်တော့ဒီနေ့ကျွန်တော် paragraph ကိုအကြောင်းကိုနားလဲလိမ့်မယ်လို့ထင်တယ် paragraph group အကြောင်းပြီးကျွန်တော်ဒီမှာဒီလေးသွားလို့ရသေးတယ်ဒီလေးသွားလို့ရသေးတယ်ဆိုတော့ကျွန်တော်နောက်စာရွက်လေးတစ်ရွက်ယူလိုက်မယ်ဒီမှာနည်းနည်းချုပ်သွားပြီပေါ့နော်ကျွန်တော်ဟိုအောက်ကစာရွက်လေးမှာသွားလိုက်မယ်ဟုတ်ပြီနောက်ဒီမှာစာပိုက်လေးတွေအသစ်ထပ်ခေါ်လိုက်ပြီစာပိုက်လေးအသစ်ထပ်ခေါ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာမြားလေးရှိတယ်ဒီနားလေးမှာ paragraph setting ဆိုတာလေးရှိတယ်အဲ့ paragraph setting လေးကိုသွားပြီးတော့ကျွန်တော်တို့ setting တွေချိန်လို့ရတယ်အဲ့ဒါ paragraph setting လေးပေါ်လာလိမ့်မယ်ဒီမှာသူ alignment ဒီ general မှာ intent and spacing ဆိုတာလေးရှိတယ်အဲ့မှာ alignment ဆိုတာလေးရှိတယ်အဲ့ alignment မှာကျွန်တော်တို့ left right center ကျွန်တော်တို့ရွေးလို့ရတယ်နော်ဒါကျွန်တော်တို့ဒီမှာ center ဆိုရွေးလိုက်မယ်ဆိုရင်ဒီကောင်ဒီစာသားတွေအကုန်လုံးက center ရောက်သွားလိမ့်မယ်အဲဒီလိုအများကြီးပြလို့မမြင်ဘူးဆိုလို့ရှိရင်ကျွန်တော်အနည်းနဲ့ပြမယ်ဒီ lesson လေးကိုပဲပြန်ပြမယ်ဒီအောက်မှာကျွန်တော် lesson လေးကို copy ကူးလိုက်မယ်lesson လေးကို copy ကူးလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ဒီ center ယူထားတဲ့အတွက်ဒီ left မှာပဲထားလိုက်မယ်ပြီးဒီမှာ paragraph ကိုသွားလိုက်မယ်ဒီမှာ left ကိုရောက်နေလိမ့်မယ်ကျွန်တော် center ကိုသွားခြင်းလေဆိုဒီကနေလဲသွားပြီးတော့ center ကိုသွားရွေးလို့ရတယ်ဒီ paragraph setting ကနေသွားပြီးတော့အဲ့လိုမှမဟုတ်ဘူးကျွန်တော် right ညာဘက်ကိုသွားခြင်းနဲ့သွားလို့ရတယ် okay ဒါဆိုညာဘက်ကိုကတ်သွားတယ်ဟုတ်ပြီဒီအောင်ဒီစာပိုက်လေးတွေကိုဘယ်ညာညီလဲဒီကနေသွားလို့ရတယ်ကျွန်တော်ဒါတွေထပ်ပွားလိုက်မယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီဘက်ကစာပိုက်တယ်မညီဘူးစောနာလိုပဲအဲ့မညီဘူးဆိုဒီကနေလည်းသုံးလို့ရတယ်နော်အလွယ်ဒါကျွန်တော်ကနောက်တနည်းထပ်ပြောပြတာဒီမှာကျွန်တော်တို့ justify ကိုထပ်ယူလိုက်လေ okay နှိပ်လိုက်တယ်ညီသွားပြီဟိုဘက်ဘယ်ညီညာညီသွားပြီဒီ paragraph setting ကနေလည်းသွားပြီးကျွန်တော်တို့ setting တွေချိန်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဒီမှာကျွန်တော် indentation ကိုစောနာလို့အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တစ်လက်မှထားခဲ့တစ်လက်မှတိုးခဲ့ဟုတ်ပြီအဲတစ်လက်မှကိုကျွန်တော်ပြန်ကတ်လိုက်ပြန်ကတ်ပြီးတော့ paragraph setting တွေကိုသွားမယ်ဒီမှာတစ်ဆိုရိုက်ထည့်လိုက်မယ် left ကိုဒါဆိုလို့ရှိရင်ဒီ left ကနေပြီးတော့တစ်လက်မှတိုးသွားလိမ့်မယ်နော်နောက်တစ်လက်မှထပ်တိုးခြင်းနှစ်လက်မှဒါဆိုလဲနောက်နှစ်လက်မှသာတိုးသွားလိမ့်မယ် okay ပြီးရင်ဒီအောက်မှာကျွန်တော်တို့right ရှိတယ် right ဘက်ကိုလည်းတစ်လက်မှတိုးပြန်တိုးမယ်ပေါ့ဒါဆိုဒီမှာ right ကလည်းတစ်လက်မှတိုးသွားဒီလိုစာပိုက်လေးဖြစ်သွားဒီမှာလည်းကျွန်တော်တို့နှစ်လက်မှတိုးခြင်းလည်းရတယ်ဒါကျွန်တော်စိတ်ကြိုက်ဟာလေးထည့်ပြီးပေးထားတာနော်ဒီလိုဟိုဘက်မှာနှစ်လက်မှဒီလက်မှနှစ်လက်မှဒီလိုဖြစ်သွားပြီအဲ့တက်တိုးခြင်းလည်းရတယ်ဒါတော့ကိုယ်စိတ်ကြိုက်စမ်းကြည့်ပေါ့နော်ဒီမှာကျွန်တော်သုံးလက်မှတိုးခြင်းလည်းရတယ်ဒါဆိုရင်ဒီလိုရှည်ဖြစ်သွားတယ်နော်ဒါကကိုယ်စိတ်ကြိုက်format စာလုံးပုံစံတွေပေါ့ကျွန်တော်0ပြန်ထားလိုက်မယ် okay ဒါဆိုရင်တော့ဒီဘက်မှာနှစ်လက်မှကျန်မယ်ဒီမှာညာဘက်ကိုကတ်သွားပြီကျွန်တော်ဘယ်ဘက်ကိုလည်းကျွန်တော်0ပြန်ထားလိုက်မယ်ဒါဆိုလို့ရှိရင်တော့သူ့ရဲ့ငကူမူလအတိုင်းအောင်ပြန်ရောက်သွားလိမ့်မယ်ဒါတော့အကုန်လုံးရဲ့ paragraph setting တွေဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် spacing ရှိတယ် spacing ဆိုတော့ before ဆိုတာဒီရှေ့ရပါနော်ဒီတစ်ခုနဲ့ before ဆိုတာဒီကျွန်တော်တို့ဒီ paragraph လေးကိုကာစာထောက်ထားတဲ့အတွက် select မှတ်ထားတဲ့အတွက်ဒီ paragraph လေးနဲ့သူ့ရဲ့အပေါ်က paragraph လေးရဲ့အကွာအဝေးကိုပြောတာဒီမှာကျွန်တော်0ထားတာ default ပေါ့အဲ့တော့ကျွန်တော်10လောက်ထားလိုက်မယ်10 PD လောက်ပေါ့ဒါတော့ကိုယ်စိတ်ကြိုက်ချိန်ပေါ့ဒါဆိုလို့ရှိရင်ဒီမှာနည်းနည်းလေးအပေါ်နဲ့အောက်နဲ့ရွှေ့သွားတယ် OB 10မသိတာဘူးကျွန်တော်30လောက်ထားလိုက်ဒါဆိုလို့ရှိရင် paragraph တစ်ခုနဲ့တစ်ခုအကွာပဲတော်တော်ဟသွားပြီကျဲသွားပြီစောနာလို့အရန်ကတ်မနေဒီမှာလို့ကတ်မနေတော့တော်တော်လေးကျဲသွားပြီကျွန်တော်တို့ဒီမှာ setting ပြင်လိုက်တဲ့အတွက် before မှာပြင်လိုက်တယ် after ကြတော့ကျွန်တော်တို့အောက်ကဒီမှာကျွန်တော်တို့0နဲ့ပေါ့ဒီအောက်ကအကွာအဝေးအောက်ကအကွာအဝေးဒီ select မှတ်ထားတဲ့ paragraph နဲ့အောက်က paragraph ရဲ့အကွာအဝေးဒီမှာလဲကျွန်တော်50ထားလိုက်မယ်ဒီမှာဆိုလို့ရှိရင်လည်းအပေါ်နဲ့အောက်တော်တော်ဟသွားပြီဒီမှာကျွန်တော် paragraph တွေရဲ့ spacing ကိုဒီမှာလာချိန်လို့ရတယ်ကိုစိတ်ကြိုက်ပြီးလို့ရှိရင်ဒီမှာ line spacing လည်းဒီမှာချိန်လို့ရတယ်အစောကကျွန်တော်ဒီမှာမြားလေးနဲ့သုံးထားတဲ့ line spacing ဒီမှာကျွန်တော်တို့ဒီ line spacing လည်းတော်တော်ကတ်နေတယ်အားလေးကိုကျွန်တော် paragraph setting မှာသွားပြီးတော့ကျွန်တော်2လက်မလောက်2လောက်ထားလိုက်ဒါဆိုလို့ရှိရင်2လောက်ကျဲသွားလိမ့်မယ်2လက်မမဟုတ်ဘူးเนาะ 2PD ပေါ့အကွာဝေးလေးပြောတာline spacing လို့ခေါ်တယ်ဒီမှာလည်းကျွန်တော်စိတ်ကြိုက်3လို့ထားလို့ရတယ်ဒါဆိုရင်ကျဲသွားလိမ့်မယ်ဟုတ်ပြီပြန်ကတ်ချင်တယ်ကျွန်တော်တို့ဒီမှာ 0.5 လောက်ထားမယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်အရန်ကတ်သွားပြီနော်အဲဒါဆိုကျွန်တော်နံပါတ်1လောက်ပြန်ထားခြင်းပဲကတ်တေးလားပေါ့ဒီလောက်ဆိုရင်တော့စာဖတ်လို့ရပြီအဲ့တော့ဒီနေ့သင်သွားတာ paragraph group ရဲ့အသုံးဝင်ပုံပေါ့နော် paragraph မှာပါရင်သုံးတယ်
paragraph မှာဘာတွေလောက်သွားလဲဒါလေးကိုပြောပြပါအဲကြောင့် paragraph group မှာကျွန်တော်တို့လက်တော်သုံးပါဒါ home menu တွေက paragraph group လို့ခေါ်တယ်အဲ့ဒီမှာဒီအခေါ်အဝေါ်လေးကိုလည်းမှတ်ထားတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတရားကိုမသိလို့မေးတဲ့ခါမျိုးမှာကျွန်တော်တို့ဘယ်လိုမျိုးဒီစာတွေကိုဘယ်လိုပေါင်ခန့်မယ်လို့မေးလို့ရှိရင်ကျွန်တော်ပဲမေးအခြားတရားကိုကွန်ပျူတာတက်တိနားတဲ့လူတရားကိုပဲမေးလာပြီဆိုလို့ရှိရင်သူကဘယ်လိုပြောမဲဆိုလို့ရှိရင်ကျွန်တော်ဘောင်ခတ်ခြင်းနဲ့စာသားတွေဘောင်ခတ်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်ကိုသွားအောင်မဲလို့မေးလာလို့ရှင်သူက home menu တွေကနေပြီးတော့ paragraph group တွေကိုသွား paragraph group တွေကနေမှဒီ border ကိုသွားမှရမှာဆိုပြီးတော့သူညွှန်းလိုက်မယ်အဲ့လိုကြောင့်မှကိုကဒီခေါ်တွေသိနေမှရမှာကြတော့ခေါ်လေးကိုလည်းအတက်နိုင်ဆုံး line မှတ်ထားပေးပါဒီနေ့သင်သွားတော့ကျွန်တော်တို့ paragraph group တစ်ခုလုံးကြောင်းရှင်းပြသွားတယ်အဓိကအသုံးဝင်တဲ့ဟာပေါ့နော်ကျွန်တော်အသုံးဝင်တဲ့ကောင်တွေကတော့ကျွန်တော်ခြံထားခဲ့တယ်ဒီမှာ left right center justify ဒီကောင်လေးတွေကိုလည်းကျွန်တော်တို့သိသင့်တယ်ပြီးလို့ချင်း line spacing ပြီးလို့ချင်း shading စာသားတွေကို shading ဖြည့်တာကိုကြိုက်တဲ့စာသားကို shading ဖြည့်လို့ရတယ်နော်ကိုကြိုက်တဲ့ color shading ဖြည့်လို့ရတယ်အဲဆိုလို့ချင်းစာသားတွေရဲ့နောက်မှာ shade လေးတွေပေါ်လာလိမ့်မယ် color လေးတွေပေါ်လာတယ်လှလှပပလေးဖြစ်သွားတာပေါ့ဗျာပြီးလို့ချင်း index အကြောင်းတွေတင်တယ်ပြီးရင် paragraph setting တွေတင်သွားတယ်နော်ဒီနေ့တော့ဒါလေးကိုပဲကျွန်တော်အဓိက focus ထားပြီးတင်သွားမယ်အားလုံးပဲနားလည်မယ်လို့လည်းထင်တယ်ပြီးတော့ဒီတစ်ခေါက်နဲ့ဗီဒီယိုနားမလည်ဆိုလို့ရှိရင်ထပ်ခါကြည့်ပေးပါဒါမှသာလျှင်ကျွန်တော်ဗီဒီယိုကျွန်တော် lesson တွေကိုနားလည်လာလိမ့်မယ်ဗီဒီယိုလေးတွေကိုဖြစ်နိုင်ရင်ဒီဒေးလေးကြည့်ပေးပါတချို့ကျောင်းသားတွေကျွန်တော်တို့ပြောနေတာကြားရတယ်ဒီဗီဒီယိုကြည့်ပြီးတော့ဗီဒီယိုသေချာမကြည့်ဘဲနဲ့တချို့ဟာလေးတွေမရဘူးဘာညာပြောတာတို့ရှိတယ်အဲ့အတွက်ကျွန်တော်ဗီဒီယိုတစ်ခေါက်နဲ့နားမလို့နှစ်ခေါက်မမေးနဲ့လို့မဟုတ်မေးလို့ရတယ်ဒါပေမဲ့ကျောင်းသားတွေဘက်ကလည်းကျွန်တော်နည်းနည်းလေးပြန်ပြီးအားဆိုင်ပေးပါဆိုတာဒီကိုကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုလေးကိုသေချာလေးကြည့်ပြီးတော့သေချာလေးလိုက်လို့ရင်လည်းမှအရန်ခက်ခဲဖြစ်လာပြီဆိုတော့မှသာလေကျွန်တော်မေးတာပိုအဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ချင်းကျွန်တော်မေးလိုက်တယ်ကျွန်တော်ပြောပြလိုက်တယ်ခဏနေလိုက်လို့တဲ့အချိန်လေးပဲအမှတ်မိသွားလိမ့်မယ်ကိုတိုင်းစမ်းကိုတိုင်းအချိန်ပြန်လုံးမှသာလေကျွန်တော်တို့အဲ့ဒါ social media မှတ်နေမိနေမှာအဲ့အတွက်အကြမှသာလေကွန်ပျူတာကိုကျွမ်းကျင်သုံးတတ်မှာအားလုံးပဲကျွန်တော်နဲ့တူလိုက်ပြီးကြိုးစားမယ်လို့ထင်တယ်အားလုံးကိုလည်းဒီကွန်ပျူတာကိုကျွမ်းကျင်တက်စေချင်တယ်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်